ဖို့ဆက်တွေလုံးဝမလိုပဲနဲ့ဒီလိုအီးဆက်ပြီးတော့ပွားပွားရွရွဖြစ်နေတဲ့မုတ်သားလေးကိုရဖို့အတွက်ဂျုံဆက်နီးနဲ့ဒီနေ့မနေ့စာလုပ်ဖြစ်တာလေးကိုမျှဝေပြစေရှင်ဒီနေ့ကြော်ထားတဲ့ဆိုပေမဲ့အထက်မှာစီတွေမစုံနေတဲ့အတွက်အီမာလည်းစိတ်ပူစရာမလိုဘူးဒီဂျုံဆက်နီးတစ်မျိုးတိယုံနဲ့ပေါင်မုံကိုကြောခြင်းသလိုကြောဖုတ်ခြင်းသလိုဖုတ်လို့စားလို့ရပါတယ်နော်ဂျုံဆက်ဖို့အတွက်ပထမဆုံးအနေနဲ့ဂျုံမုံနှစ်ခွက်နှုတ်မုံခွက်သေးနဲ့နှစ်ခွက်ဂျားတစ်ခွက်နဲ့ရီးစ်လို့ခေါ်တဲ့ပွားစေးလက်ဖက်ရည်စွန်းနဲ့တစ်စုံဘီကင်းပေါင်ဒါလက်ဖက်ရည်စွန်းနဲ့၄ပုံတစ်ပုံလောက်ထည့်ပြီးတော့တမအောင်နယ်ပေးထားလိုက်ပါမယ်အားနဲ့ငယ်ထည့်ရီကိုတော့နည်းနည်းချင်းစီထည့်ပြီးတော့မှနယ်ပေးပါမယ်ရှင်ဂျုံကိုနယ်နေနဲ့မှလက်ရမ်းကတ်တဲ့အနေထားရောက်လာပြီဆိုရင်တော့စီကိုထမင်းစားစွန်းနဲ့၃စွန်းလောက်ထည့်ပေးလိုက်ပါမယ်စီကိုတော့ကြိုက်တဲ့စီသုံးလို့ရပါတယ်အနံလေးမွေးချင်တော့ထောက်ပတ်စီသုံးပေးပေါ့နော်ပြီးတော့ရင်တော့ဂျုံသားတွေချောမွေ့လာတဲ့ဒီခမန်းကြီး15မိနစ်လောက်နယ်ပေးလိုက်ပါတယ်ရှင်ချောမွေ့လာတဲ့ဂျုံလုံးကိုပလတ်စတစ်နဲ့အလုံးပိတ်ပြီးတော့နှဆားပွားလာတဲ့ဒီနှက်ပေးထားလိုက်ပါမယ်ဒီ15မိနစ်လောက်နှက်ထားတဲ့ဂျုံသားကဒီလိုပွားပွားလေးဖြစ်နေရပါမယ်နော်ပြီးတော့ရင်တော့ပွားပွားလေးဖြစ်နေတဲ့ဂျုံလုံးကိုဒီလိုမျိုးလေတွေထွက်သွားအောင်ခဏလောက်နယ်ပေးလိုက်ပါမယ်ဂျုံကိုလေတွေထွက်အောင်9မိနစ်လောက်နယ်ပြီးသွားပြီဆိုရင်တော့မကတ်အောင်အောက်မှာဂျုံမုံလေးဖြူပြီးတော့အဝိုင်းလေးဖြစ်အောင်ဒလိန်တုံးနဲ့လိပ်ပေးလိုက်ပါမယ်ဒီဂျုံဆက်နီးကအဝိုင်းလေးတွေကြော်ပြီးအထက်မှာစတော်ဘယ်ရီခရင်လေးထည့်ပြီးတော့လည်းလှုပ်ရှားလို့ရတယ်နော်ဒီနေ့တော့ကျမကအထက်မှာ cheese အတုံးလေးထည့်ပြီးတော့အလိပ်လိပ်လေးလိပ်ပြီးတော့ကလေးတွေလည်းဒီလိုပုံစံလေးအရန်ကြိုက်ကြလို့ဒီလိုလေးကြော်ပေးတာပါရှင်ဟို cheese ထဲကမကြိုက်ဘူးဆိုရင်လည်းအလွတ်ကြော်လို့ရပါတယ်နော်အားလုံးကိုဒီလိုအလိပ်ကလေးတွေဖြစ်အောင်လိပ်ပြီးသွားပြီဆိုရင်တော့ချက်ချင်းမကြော်ပါဘူးနော်ပွားလာအောင်15မိနစ်လောက်စောင့်ပေးလိုက်ပါတယ်15မိနစ်ကြာတဲ့နောက်မှာတော့ပွားလာတဲ့အလိပ်ကလေးတွေကိုထည့်ကြော်လို့ရပါပြီကြော်ရမယ့်အနေထားကတော့မီးအလေလက်လောက်နဲ့အရင်ဆုံးစီပူအောင်တည်လိုက်တယ်ဖုံးလိပ်ကလေးထည့်လိုက်တဲ့အချိန်ကစပြီးတော့မီးကိုအေးအေးလေးနဲ့ဖြည်းဖြည်းချင်းစီစိတ်ရှိလက်ရှိကြော်ပေးရမှာပါနော်ဖုံးပါတာဖြစ်တဲ့အတွက်မီးအရန်ပြင်းသွားမယ်ဆိုရင်အပြင်ကမဲပြီးတော့အတွင်းကမကြက်ဖဲနဲ့ဖြစ်သွားတတ်ပါတယ်နဲ့စာအနေနဲ့ကော်ဖီတို့လက်ဖက်ရည်တို့နဲ့ပဲတွဲစားစားလေးတွေစားပြင်းနေနဲ့လည်းအရန်ကြိုက်ကြတဲ့ဒီလိုပေါင်မုံအီလေးကိုအိမ်မှာပဲတန်တန်ရှင်းရှင်းလက်လက်ဆက်ဆက်နဲ့တာရှည်ခံဈေးတွေမပါအောင်လုပ်ကျွေးလို့ရပါပြီနော်ကျေးဇူးပါရှင်ဘိုင်ဘိုင်